နောက်တစ်နေ့မနက်တွင်ဖိုင်ဒုက္ခမခံစားနိုင်တော့သည်မို့သူချစ်တဲ့လူကိုဆွန့်လွတ်နိုင်ဖို့သာကြိုးစားပြီးဥဝနအိမ်မှဆင်ဖို့အထုပ်အပိုးတွေနဲ့အပြင်ထွက်လာစဉ် ဟေးဘယ်သွားမလို့လဲပိုင်ဒုက္ခ ကျွန်တော်အိမ်မွာဆင်းမလို့ ဘာမစင်းရဘူးပိုင်ဒုက္ခ ဒီမဲ့ဥဝနာခမည်းပါတော့မရင်ငယ်နဲ့ဘလို့ပြောခမည်းသမိုင်းကျွန်တော်နဲ့မဆိုင်တော့ကျွန်တော်ဘာသာနေပေးရစေ မင်းမဲတီလက်အောင်ရွေးချယ်ခဲ့တာမဟုတ်ဘူး ကိုကို ဗျာပန်လာလေ ဘာဖြစ်နေရလဲယင် ကျွန်တော်အိမ်မွာဆင်းမလို့ ဆွေပန်ဤမျက်လုံးများတောက်ပေါက်သွားသည် အာဟုတ်လားကိုကိုကလိုက်ဖို့မလားယင် မဟုတ်ဘူးမပြန်ခိုင်းနဲ့ ဟင်ဘာလို့လဲသူ့ဘာသာပြန်လာလေကိုကိုကလေ ကိုကသူယူချင်တိုင်းယူပြစ်ချင်တိုင်းပြစ်ထားလို့ရတာမဟုတ်ဘူးပန် ခမည်းရောကျွန်တော်ကောင်းကောင်းဝင်ထားတာဆိုတော့လေ ဒီလိုအိမ်မှာနေခွင့်ရတာတော့ကျေးဇူးတင်ဟဲ့အဆောင်တွေရှန်တကားတွေအကုန်ပိတ်တာဘယ်သူမှမထွက်ခိုင်းမဝင်ခိုင်းနဲ့လာပန်သွားမယ် ဟုတ် ခမည်းဝရှိနေသမျှတော့ခံအောင်ပါပေါ့ဟင်း